အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော် hybrid inverter တွေမှာပါဝင်တဲ့မူ၃မျိုးအကြောင်းဖြစ်ပါတယ်အဲ့ဒီမူ၃မျိုးတွေကနံပါတ်1မူကကျတော့ APL မူရယ်နံပါတ်2ကကျတော့ UPS မူရယ်နံပါတ်3ကကျတော့generator မူရယ်ဆိုကျွန်တော်၃မျိုးရှိတယ်ဗျအဲ့ဒီ၃မျိုးထဲမှာ APL မူကကျတော့ကျွန်တော်တာမန်လျှပ်စစ်ပစ္စည်းတွေနဲ့တွဲဖက်အသုံးပြုမယ်ဆိုလို့ရှိရင်ကျွန်တော် APL မူမှာထားပြီးတော့ဥပမာကွန်ပျူတာနဲ့တွဲဖက်ပြီးအသုံးပြုရမယ့်ပစ္စည်းတွေCNC machine လိုဟာမျိုးတွေ laser cutting machine လိုဟာမျိုးတွေနောက် 3D printer တွေပြီးရင်ရိုးရိုးပုံမှန်တာမန် printer တွေ made to z တွေပြောလို့ရှိရင်ကျွန်တော် computer တွေပေါ့နော်အဲ့လို computer တွေနဲ့အသုံးပြုမယ်ဆိုရင်ကျွန်တော် UPS ခံစရာမလိုဘဲနဲ့ UPS မှုတွေထားလိုက်ပြီးတော့ကျွန်တော်အသုံးပြုလို့ရပါတယ်ဗျနောက်တစ်ခုကတော့ generator မှုပေါ့နော် generator မှုကကြတော့သူကကျွန်တော်နှစ်နေရာမှာကျွန်တော်အသုံးပြုလို့ရတယ်ပေါ့ပထမတစ်နေရာကကျတော့ကျွန်တော်မီးစက်နဲ့ charging သွင်းမယ်မီးစက်နဲ့ charging သွင်းမယ်အနေထားမှာကျွန်တော် generator မှုကိုထားလို့ရတယ်လို့မျိုးတချို့ EVC line တွေမှာ frequency မငြိမ်တဲ့နေရာတွေ voltage အတက်အကျဖြစ်နေတဲ့နေရာတွေပေါ့နော်အဲ့လို voltage အတက်အကျဖြစ်နေတဲ့နေရာတွေမှာကျွန်တော်တို့က generator မှုကိုထားပြီးတော့ကျွန်တော်အသုံးပြုလို့ရပါတယ်ဗျဒီ APL မှုဆိုလို့ရှိရင်တော့ကျွန်တော်တို့ကမှာထားမယ်ဆိုရင်တော့မီးက90ကနေပြီးတော့280ကြားမှာရှိနေရမှာဖြစ်ပြီးတော့generator မှာထားမယ်ဆိုတော့အနည်းဆုံး180 180ရဲ့280ကြားမှာရှိနေရမှာဖြစ်ပြီးတော့ generator မှုမှာထားမယ်ဆိုရင်တော့ကျွန်တော်တို့က180ကနေပြီးတော့280ကြားမှာမီးရရှိနေရမှာဖြစ်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ကတော့အာကာဖြစ်ပါတယ်